ဒီနေ့ကတော့ကြက်အုပ်နဲ့အာလူအချိုချက်ချက်စားမှာဖြစ်ပါတယ်။အရင်ဦးဆုံးကြက်အုပ်9လောင်းကိုအရင်ပြောက်လိုက်ပါမယ်။ကြက်အုပ်ပြောက်ရင်စားလေးသစွန်းထည့်လိုက်ပါတယ်။ဒီနေ့ကတော့ကျွန်တော်ငရုတ်တီးကိုမထောင်းတော့ပါဘူးเนาะအချိုချက်မယ်ဆိုတော့ကြက်တော်နီကိုပပလှီးထားလိုက်ပါမယ်။အာလူကိုလည်းအခွန်ခွာထားပြီးရင်တော့ကိုကြိုက်နှစ်သက်တဲ့အရွယ်အစားကိုတောင်းထားလိုက်ပါမယ်။ကျွန်တော်ရဲ့ဗီဒီယိုကိုတွေ့ရင် like and share လေးတယောက်တစ်ချက်လောက်သွားပေးပါနော် subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လောက်သွားပေးဖို့တောင်းဆိုချင်ပါတယ်နော်အာလူကိုကြိုက်နေတဲ့တလို့လှီးထားပြီးရင်တော့ဆွမ်းနာကပျောက်ထားတဲ့ကြက်ဥကိုကျွန်တော်တို့ဒီလိုမျိုးမွန်ထားလိုက်ပါမယ်နော်အဲ့ဒါမှကြက်ဥထက်မှအရတာဝင်မှာနော်ကျွန်တော်တို့တော့ချက်ကြရအောင်နော်အိုးပူလာရင်စီထည့်ပါမယ်စီပူလာရင်ဆွနေမှောက်နဲ့ကြက်တော်နီကိုအရင်စီတပ်ပါမယ်နော်ကြက်တော်နီလေးအနာမွေးလာတဲ့အထိစီတပ်ပေးရပါမယ်ကြက်တော်နီနာမွေးလာပြီဆိုရင်တော့ကျွန်တော်တို့လှီးထားတဲ့အာလူကိုထည့်လိုက်ပါမယ်အရတာအတွက်ကတော့စားနဲ့ချုံမောက်ကိုကျွန်တော်အရင်ထည့်ပါမယ်နော်ပြီးလို့ရှိရင်ရောတမသွားအောင်အနေငယ်မှွေလိုက်ပါမယ်အာလူလေးနူးဖို့အတွက်ကျွန်တော်တို့ရေမြမြထည့်ပါမယ်နော်အာလူမြောက်တဲ့အထိရေကိုထည့်ထားလိုက်ပါမယ်ပြီးလို့ရှိရင်အဖောင်လေးအောက်ထားလိုက်ပါမယ်နော်ဒီလောက်နေထားဆိုရင်အာလူလေးနူးပါပြီရေခမ်းစီပြန်လာပြီဆိုရင်တော့ကျွန်တော်တို့ခဏကမွန်ထားတဲ့ကြက်ဥကိုထည့်လိုက်ပါမယ်ဒီလိုဟင်းပွဲဆိုရင်ကလေးတွေအရန်ကြိုက်မှသိကြရတယ်နော်အယောင်လေးလှဖို့အတွက်ခရုပ်စီနဲ့ပဲငံပြာရည်အနောက်ကိုလည်းအနေငယ်ထည့်လိုက်ပါမယ်နော်ကြာညှို့လို့လည်းခေါ်ပါတယ်အိုးမကအောင်ကျွန်တော်တို့ရေအနေငယ်ထပ်ထည့်လိုက်ပါမယ်နော်နောက်ဆုံးမှာအရသာလေးမြည်ကြည့်ပြီးရင်တော့အရသာစင်ပြေပြီဆိုရင်တော့အာလူကြက်ဥအချိုချက်ရပါပြီเนาะစားလို့ရပါပြီမငယ်စံပါရအောင်ကလငါရှိပေါ်နအော်ဒီဖူရှိကနာကြည့်နော်တော့ဂျင်းနာကြည့်တော့ဂျင်းမထားလို့တော့5ဘို့နဲ့တော့ဂျင်းနော်ပြောပါညောခွာလူကမကြိုင်ကလဖူးလုံးတော့ကလရှိပနိဟတ်โอ้น่าเจ็บตัวเจนก็วุ่นหมดเลยว้ากูเชียงขนาดเจ็บแล้วเลยในกูเรียนนะที่คุยจะเนาะเจ็บตัวแตกหนึ่งมั้งเนี่ยเจ็บฉีกคอหนึ่งมั้งตัวบางทีเขาเขาเป่ามาฉีกคอเจ็บยังมาเจ็บตัวแตกเนี่ยใช่ฉีกคอคุยขนาดเจ็บปะก็คว้าลืมเลยที่ยาวเราต้องเราฉีกบ่อยเข้ามาหน้าที่ประจินโดยมีเงี้ยออกมาไม่จ่าย